အမနာမည်ကတော့မေဝတ်တုံးလို့ခေါ်ပါတယ်အမကဒီဂျပန်မလာခင်မှာပေါ့နော်ဒီမြန်မာနိုင်ငံရန်ကုန်တောပတ်ဆိုင်စီတက်ကတော်ရန်ကုန်မှာတောပတ်ဆိုင်စီပညာပွဲပေါ်မှာအရင်ယူတယ်ပေါ့နော်2016ခုနှစ်မှာပွဲယူပြီးတော့2018မှာအမဒီ Okayama University ရဲ့ Oral Pathology ရဲ့ Medicine Department မှာ PhD ဆက်တက်တယ်ပေါ့နော်4နှစ်တာ PhD တက်တယ်2022မှာပွဲ PhD ပွဲကိုရတယ်ပြီးတဲ့အချိန်မှာအမဒီ research career အနေနဲ့ academic ဒီ progression တစ်ခုအနေနဲ့အမ GSPS ရဲ့ postdoc fellowship ကိုအမ apply လုပ်တယ်ပေါ့နော်2023မှာအမအဲ့ postdoc fellowship ကိုစပြီးတော့မှလုပ်ခဲ့တယ်အဲ့ဒါက2နှစ်ကြာတယ်ပေါ့2နှစ်ကြာပြီးတော့2025ဒီနှစ်မှာအမအဲ့ဟာပြီးသွားတယ်ပေါ့အမရဲ့ education background အနေနဲ့တော့ဒီဆက်သွားပြီးတော့အမဒီ2025နေပြီးတော့မှလက်ရှိဌာနမှာပဲအမရဲ့ research ကိုဆက်ပြီးလုပ်ဖို့အတွက်ကိုအမဒီ assistant professor အနေနဲ့ဆက်လက်တာဝန်ထမ်းဆောင်နေတယ်ပေါ့နော် motivation အနေနဲ့ကတော့အဓိကကိုယ့်ရဲ့ research ပေါ့နော်ကိုယ့်ရဲ့ research ကတောက်လျှောက်ဒီဂျပန် Okayama University ကိုလာပြီးတော့မှ PhD ကနေစပြီးလုပ်လိုက်တဲ့ research ပေါ့နော်ဒီ project ကတောက်လျှောက်ပထမ findings တခုတွေ့သွားတယ်နောက်ထပ် findings တခုဆက်ပြီးတော့ရှာဖွေတဲ့ဒီ curiosity ပဲပြောမှာပေါ့နော်အဲ့ curiosity ကနေပြီးတော့မှအမ motivate ဖြစ်စေတယ်ပေါ့နောက်တစ်ခုကကြတော့အမတောက်လျှောက်လုပ်လာခဲ့တဲ့ research က academic career အနေနဲ့ဆက်ပြီးတော့ရှိလာခဲ့ပြီးတော့မှဒီ position ကိုယူဖို့အရင်က natural ကြတယ်လို့မှတော့မြင်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီ research career ပတ်ဝေးတော့လည်းကောင်း academic progress အတွက်တော့လည်းကောင်းဒီ position ကိုယူလိုက်မယ်ဆိုလို့ရှိရင်ဒါအမအတွက်တကယ်ကို strong progression တစ်ခုပေါ့နော်အဲ့အတွက်ကြောင့်လည်းဒါ motivation တစ်ခုလို့မှာတော့မြင်ရှင်ကိုရောက်ယူဖို့အတွက်ကိုအမဘာတွေပြင်ဆင်ခဲ့ရလဲဆိုရင်ဒီ post grad ပေါ့နော် postdoc fellowship အတော်အတွင်းမှာအမတို့အများကြီးထောက်ကူပြုခဲ့လို့အမမြင်ပါတယ်ဘာလို့လဲဆိုတော့ဒီ student ဘဝကနေပြီးတော့ဒီ faculty member တယောက်ဖြစ်လာဖို့အတွက်ဆိုလို့ရှိရင်အမတို့ရဲ့ responsibility တွေအရန်ကွာသွားပြီပေါ့နော်ကျောင်းသားဘဝမှာကကိုယ်လုံးသမျှဒီအရာအားလုံးကကိုယ့်ရဲ့ supervisor ကိုယ့်ရဲ့ဆရာတွေရဲ့ guidance ကနေသွားတာနေပြီးတော့မှဒီ individual ပေါ့နော် individual independent researcher တယောက်ဖြစ်လာဖို့အတွက်ကိုဒီ post grad ကအများကြီးထောက်ဖို့အမအတွက်ပြုခဲ့ပါဒီကျောင်းသားဘဝတုန်းကဆိုရင်ကိုကဒီစာလေးလာရုံပဲဖြစ်ခဲ့ပြီးတော့ post grad မှာတော့ဒီ individual researcher principal investigator တယောက်အနေနဲ့ train ခံရတယ်ပေါ့နော်အဲဒီ train တဲ့အတွက်အတွင်းမှာကိုကဒါအပေါ်မှာကိုယ့်ရဲ့ဒီ position တစ်ခုက change ဖြစ်သွားတယ်ပေါ့ဒီနေရာကကိုတော့အမအတွက်တော့အများကြီးထောက်ကူပြုတယ်လို့ထင်ပါတယ်ဒီနေရာမှာ personal growth လည်းဖြစ်လာတယ်လို့အမရဲ့ဒီ research career မှာလည်းအရင်ထက်မတူတဲ့ဒီ upgrade ဖြစ်တဲ့ discussion ဘိုင်းဆိုင်ရာတွေနောက်thinking ဘိုင်းရမှာအစားအများကြီးတိုးတက်လာတယ်ပေါ့နော် post grad မှာဒါတွေကဒီအမရဲ့ဒီ position ကိုရယူဖို့အတွက်အစဉ်သင့်ဖြစ်အောင်လုပ်ပေးခဲ့တယ်လို့အမတော့မြင်ပါတယ်အမဂျပန်ကိုဆက်ဆက်ရောက်တာ PhD ကျောင်းသားဘဝနဲ့ဆက်ရောက်တယ်ပေါ့နော်ရောက်တဲ့အခါကျတော့အမအတွက် research ကတိတ်တော့စိမ့်မနေခဲ့ပေမဲ့လို့အရန်ကွာခြားတာအမဒီတတိထားမိရပေါ့နော်ဘယ်လိုတတိထားမိရလဲဆိုတော့ဂျပန်ကိုဆက်ရောက်တဲ့အချိန်မှာဂျပန်က research ကိုအရန်ကို support ပေးတဲ့နိုင်ငံတစ်ခုပေါ့နော် research နဲ့ပတ်သက်လာရင်အရန် advance ဖြစ်တယ် technical ဘိုင်းဆိုင်ရာရောဒီ science ဘိုင်းဆိုင်ရာအမျိုးစုံပေါ့နော်အရာအားလုံးက advance ဖြစ်နေတဲ့အခါကျတော့အမတို့ကတော့အရန် high impress ဖြစ်တဲ့မှာပါတယ်ပေါ့နော် initial မှာဆိုရင်ဒါ well structured ဖြစ်တယ် well organized ဖြစ်တယ်ပြီးရင်အရန်စီးစနစ်ကြတယ်ပေါ့နော်တခုခုဆိုလို့ရှိရင် step by step နဲ့ဒီ research ဘိုင်းဆိုင်ရာပဲဖြစ် paper work ပဲဖြစ်သွားတဲ့အခါမှာဆိုရင်အရန်ကိုစီးစနစ်ကြတယ်လို့အမကတော့မြင်တယ်ပေါ့နော်အမတို့ကတော့ပထမဆုံး first impression တခုပေါ့ research culture အနေနဲ့ပြောမှဆိုရင်ဂျပန်နိုင်ငံရဲ့ research culture ကဒီကိုလှုပ်ချင်တဲ့အရာတစ်ခုကိုဘေးနားနေ strong support ပေးနိုင်တဲ့ကိုမှမရှိဘူးဆိုရင်တော့မှ support ပေးနိုင်မဲ့ connection တွေနောက်ဒီပေါ့နော် collaboration ပေါ့အဓိက collaboration တွေကောင်းကောင်းလုပ်နိုင်တယ်ပြီးလို့ရှိရင်ဒီကို့ပေါ်မှာပံ့ပိုးပေးလာနိုင်မဲ့ဘေးနားက advance ဖြစ်တဲ့ facilities တွေများစွာရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ဒီက healthy ဖြစ်တယ်လို့အမထင်တယ်အမအတွက် difference ဖြစ်တဲ့ခံစားမိတဲ့ခြားနာချက်တွေတစ်ခုပေါ့နော်ဂျပန်ဆက်ဆက်ရောက်ချင်းအမတို့အ
ကြီးမားဆုံး challenge တစ်ခုကတော့ language barrier တစ်ခုပေါ့နော်မတူညီတဲ့နိုင်ငံရဲ့ခြားမှာလာပြီးပညာသင်ကြားရတာဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့ culture နဲ့ဒီ language ပိုင်းဆိုင်ရာကတော့အမအတွက် new ပေါ့နော်ကိုပညာသင်ကြားရတာထပ်ပြီးတော့မှထပ်ဆောင်လေ့လာရတဲ့ဘာသာရပ်လေးတစ်ခုပေါ့နော်ဒါအတွက်ဘယ်လိုပြင်ဆင်လဲဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာရှိနေကြတဲ့ကဒီဂျပန်မလာခင်ကလေးကဒါအတွက်ကိုဂျပန်စာလေ့လာတယ်ပေါ့နော်သို့တော်များလည်းပဲစာတွေ့လေ့လာတာနဲ့ဒီလက်တွေ့ကိုရောက်လာတဲ့အချိန်မှာအရန်ကိုခြားနာတာတွေတွေ့ရတယ်ပေါ့လက်တွေ့ရတိတ်ကိုကွာခြားလွန်းတယ်ပေါ့နော်ဒီစာတွေ့သင်ကြားခဲ့ရတာတော့ basic ကိုအတွက် foundation တစ်ခုအနေနဲ့ဖြစ်သွားပြီးတော့ quarter advance လုပ်ဖို့အတွက်ကိုနှစ်ရှည်လေ့လာရတယ်ပေါ့နော်နေ့ရှည်လေ့လာရတယ်သင်ယူရတယ်ပြီးရင်ဒီဆရာတွေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်တွေတငယ်ချင်းတွေနဲ့ဒီလိုမျိုးနေ့စဉ်စကားပြောကြည့်လေ့ကျင့်ရင်းနဲ့မှဒီဘာသာရဲ့ဒီ language barrier ကျော်လွှားနိုင်ခဲ့တယ်ပေါ့နော်ဒါကတော့အမတို့အကြီးမားဆုံး challenge တစ်ခုပေါ့ဒုတိယတစ်ချက်ကတော့အမတို့ communication style ပေါ့နော် communication style ကမြန်မာနိုင်ငံမှာရှိတဲ့ယဉ်ကျေးမှုနဲ့ဒီဂျပန်ရဲ့ယဉ်ကျေးမှုတွေကမတူဘူးပေါ့နော်ကွာခြားတာမျိုးလေးရှိတယ်ပေါ့အဲဒီခါကျတော့ဒီ communication style ကိုကလိုက်ရောညီထွေဖြစ်ဖို့အတွက်ဒီဟာနဲ့တာဟဇာတာဖြစ်ဖို့ပြီးရင်ဒီတိုင်းလေးပေါ့နော်သူတို့ရဲ့ communication style တွေကိုကအဝင်ခွင့်ကြဖြစ်နေဖို့အတွက်ကိုဒါလေ့ကျင့်ယူရတဲ့ပိုင်းလေးတစ်ခုရှိတယ်ပေါ့နော်မြန်မာနိုင်ငံမှာလည်းရှိပါတယ် respect နဲ့ဆက်သွယ်တာပြောဆိုတာတွေရှိရပေမဲ့လို့သူ့ရဲ့norms လေးတော့မတူဘူးပေါ့နော်သူတို့သတ်မှတ်ထား standard ပိုင်းလေးတော့မတူတဲ့အတွက်ကြောင့်မို့ဒီဟာလည်းအမှတော့ challenge တစ်ခုဖြစ်ခဲ့တယ်ပေါ့နောက်ဆုံးအချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ခုနကပြောတဲ့ဂျပန်ရဲ့ဒီ research culture ဘိုင်းမှာရောနောက်အရာတိုင်းမှာ detail ပေါ့နော်အသေးစိတ်ကမှအစားသူတို့ high expectation ရှိတယ်ပေါ့ high expectation ရှိရဲဆိုတာအကောင်းဆုံးအတတ်နိုင်ဆုံးအကောင်းဆုံးကြိုးစားမယ်အကောင်းဆုံး result တွေရခြင်းတဲ့အထိပေါ့နော်ဒီ high expectation ရှိတာပေါ့မှာအမရဲ့ကြိုးစားအထောက်မှုတွေလိုက်ပြီးတော့လက်ရောညီတွေဖြစ်အောင်လုပ်ရတယ်ပေါ့နော်တနိုင်တဲ့များကိုလည်းအကောင်းဆုံးကြိုးစားရတယ်အကောင်းဆုံးဆိုတဲ့ဟာမျိုးတွေပေါ့နော်ရလာတဲ့ရလက်ကဘယ်လောက်ကြီးပဲဘယ်လိုပဲဖြစ်နေပါစေကိုယ့်တက်ကတော့အထောက်မှုကတော့မယုတ်လျော့သောအထောက်မှုနဲ့သွားရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒီဟာကတော့သူတို့ရဲ့ high expectation နဲ့မှပါနေတာပေါ့ဒီဟာကလည်းအမအတွက်like ကြိုးစားခဲ့ရတဲ့ challenge တွေထဲမှာပါပါတယ်ခုနကလိုပေါ့နော်အမဒီစစရောက်တဲ့အချိန်မှာရလာတဲ့ဒီဘယ်လိုခေါ်မလဲ challenge တွေပေါ့ဒီ challenge တွေကိုကိုယ်တိုင်လည်းပဲအားထုတ်တယ်လို့မျိုးပေါ့နော်ဒီဂျပန်ရဲ့ဒီ university ရောက်လာတဲ့အချိန်မှာဂျပန်ကနေဘယ်လို support ပေးလဲဆိုတဲ့ဟာလေးတော့မှပြောမှန်ပါနော်အမကျောင်းသားအနေနဲ့စရောက်တဲ့အချိန်မှာဒီ university အနေနဲ့အများကြီး strong support ပေးတယ်ပေါ့နော် international scholars တွေ for example ဘယ်လိုမျိုးလဲဆိုရင် international affairs တွေရှိတဲ့အတွက်ကြောင့်မလို့ဒီ visa procedure တွေကမှအစားနောက်ဒီဆက်ရောက်တဲ့အခါမှာ accommodation ဘယ်လိုနေမလဲဆိုတဲ့ဟာတွေအထိနောက်ခုဆိုရင်ခုနက language barrier ခံစားနေရတဲ့ကျောင်းသားတွေပေါ့နော်ဒီကျောင်းသားတွေအတွက်ကို language class တွေကို free class တွေလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးတွေမှာ participation လုပ်ခြင်းအပြင်လည်းအမှားတော့ဒီခုနကပြောတဲ့ဟာကိုကြော်လာနိုင်တာဖြစ်တဲ့အတွက်ဒါအရန်ကောင်းမွန်တဲ့ resource တစ်ခုပေါ့နော် university အနေနဲ့ offer ပေးတယ်နောက်တစ်ခုကကြတော့ဒီ challenge တစ်ခုထဲမှာခုနအမပြောချင်တဲ့မှာနောက်တစ်ချက်ကကြတော့ financial challenge ပေါ့နော်အဲ့ challenge ကိုကျော်လွှားနိုင်ဖို့အတွက်ဆိုအမဆိုရင်ဒီစရောက်တဲ့အချိန်မှာဘာအနေနဲ့လာဆိုအမ scholar အနေနဲ့လာတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ scholarship program တွေကလည်းအမတို့အတွက်အရန်ကောင်းမွန်တဲ့ resource တစ်ခုပေါ့နော်ဂျပန်နိုင်ငံကနေ offer ပေးတဲ့ဟာဒါတွေရှိမလဲဆိုရင်ခုန MEHD တို့နောက် JETSO တို့နောက်တစ်ခုအမဒီ post grad ဆက်သွားမယ်ဆိုရင် poster fellowship တွေကို GSPS program တွေဒါတွေကလည်းအမတို့အတွက် financial ရတော့လကောင်းကိုယ့်ရဲ့ဒီ research career မှာအရန်အထောက်အကူပြုတဲ့ resource တစ်ခုပေါ့နော်ပထမဆုံးကတော့ဒီကျောင်းသားဘဝမှာကိုကဆက်ဆက်ပြီးတော့ဒီ society တစ်ခုတည်းကိုဝင်လာတဲ့ပုံစံဖြစ်သွားတာပေါ့နော်အဲဒီအတွက်ကြောင့်မို့ဒီ society ကနေကိုယ်ကိုဘယ်လိုတွေပုံဖော်လိုက်လဲပေါ့ဒါကတော့အမရဲ့ကြီးမားတဲ့ impact တစ်ခုပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ဥပမာသူတို့ရဲ့ဒီ culture တွေကိုကိုကအဝင်ခွင့်ချက်ဖြစ်အောင်ကြိုးစားရင်းကနေကိုယ့်ရဲ့ lifestyle ကလည်း change ဖြစ်လာတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင်ပို့ပြီးတော့အရင်ကထက်ပို့ပြီးတော့စီးစနစ်ကြလာတာတို့နောက်တစ်ခုကကြတော့ဒီတီးခန့်နိုင်စွမ်းဒီဂျပန်ရဲ့ကာချာတိုင်းပေါ့နော်အမြဲနေ့စဉ်ပြုံးမျက်နှာဆောင်နေအဲ့လိုမျိုးလေးတွေပေါ့နော် positive vibe တွေဖြစ်လာတာမျိုးတို့နောက်တစ်ခုကကြတော့အရင် detail တွေပေါ့အသေးစိတ်ကမှဆိုကိုကလိုက်ပြီး attention ပေးလာတာမျိုးတို့ဒါမျိုးကတော့ကိုယ့်ရဲ့နေ့စဉ် personal ဘဝမှာ daily life မှာတက်ရောက်လာတဲ့အကျိုးသက်ရောက်မှုတွေပေါ့နော်နောက် professional group ကတော့ကိုယ့်ရဲ့ခုနကလိုမျိုးပေါ့ research နဲ့ပတ်သက်ပြီးတော့
ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ project နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ thinking ဘိုင်းနေဒါတွေကအများကြီးပြောင်းလဲလာတယ်ပေါ့နော်ဟိုတစ်ဆင့်PhD ကနေ postgrad တဖြည်းဖြည်းနဲ့အဆင့်တက်လာတဲ့မြတ်ကိုယ့်ရဲ့ thinking ဘိုင်းနေကိုယ့်ရဲ့ responsibility ယူတဲ့ဟာတွေနောက်များစွာပေါ့နော်အဲ့ဒီအချက်တွေကအမအပေါ်မှာအများကြီးတက်ရောက်မှုရှိတယ်ပေါ့အမှန်တိုင်းပြောရမယ်ဆိုရင်ဒီဘယ်နိုင်ငံပဲဖြစ်ဖြစ်ပေါ့နော်ဘယ်နေရာမှာဖြစ်ဖြစ်အလုပ်လုပ်တဲ့သူတယောက်အနေနဲ့ကတော့ဒီ work life balance ကတိတ်အရေးကြီးတယ်လို့မှထင်တယ်ပေါ့နော်တချို့နိုင်ငံတွေမှာဆိုရင်တော့လက်ရှိတချို့ like New Zealand လိုနိုင်ငံမျိုးတွေ Australia လိုနိုင်ငံမျိုးတွေပေါ့လိုနိုင်ငံမျိုးတွေမှာတော့ work life balance အတွက်ကိုအရန်ကိုသူကအင်တိုင်းအားတိုက်ကိုအထောက်ကိုပြုပြီးတော့မှအရန်ကိုပံ့ပိုးနေတဲ့နိုင်ငံမျိုးတွေပေါ့နော်ဒါမျိုးတွေပဲလို့ဂျပန်နိုင်ငံမှာတော့အမအနေနဲ့ပြောမယ်ဆိုဒီ work life balance ရဖို့တော့ကိုယ်တိုင်ရှာဖွေမှပဲအဲ့ work life balance ကိုရမယ်လို့မှထင်တယ်ပေါ့နော်ဒီဂျပန်နိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဒီလုပ်ငန်းဒီအလုပ်လုပ်နေတဲ့သူတွေပေါ့နော်ဝန်ထမ်းတွေအတွက်ပြဋ္ဌာန်းထားတဲ့နေရာမှာတော့မဖြစ်မနေခွင့်ရရှိခွင့်ယူရမယ်ခွင့်ဘယ်လောက်သတ်မှတ်ထားတယ်ပြီးရင်တစ်နေ့ကိုပဲအချိန်ကာလအဖြစ်8နာရီပေါ့နော်9နာရီ45မိနစ်ပေါ့နော်အဲ့လောက်ပဲလုပ်ရမယ်ဆိုတဲ့ဟာမျိုးစီးရင်စည်းကမ်းတွေသတ်မှတ်ထားပြီမယ်လို့အဓိကကိုယ့်ရဲ့အလုပ်ပေါ်မှာထားတဲ့ way ပေါ့နော်ကိုယ့်ရဲ့အလုပ်ပေါ်မှာထားတဲ့ဒီစိတ်ခံစားချက်ကပြင်းတယ်လို့ပေါ့နော်ဒီဟိုမှာအလုပ်ပေါ်မှာအလုပ်ရန်လုပ်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးဖြစ်ရင်ဖြစ်တယ်လို့ကိုယ့်ရဲ့ work life balance ကတော့ဒါကလူနဲ့ individual ပေါ်မှာမူတည်ပြီးတော့ခြားနာမယ်လို့မှထင်တယ်ပေါ့နော်အဲ့တော့ကိုကဒါပေမဲ့အလုပ်ကြီးပဲအများကြီးလုပ်နေတဲ့အခါမျိုးကအဆင်မပြေတဲ့အတွက်ကြောင့် work life balance ဖြစ်ဖို့တော့ကို intentionally ကိုယ့်ဘာကိုရှာဖွေရမှာပေါ့အမအနေနဲ့ဆိုရင်တော့ဒီအသေးဖွားလေးရမှာဆိုကိုကဒါကို enjoy လုပ်တယ်ပေါ့နော်ဒီအိမ်ကျောင်းမှာဆိုရင်တော့ဒီအလုပ်မှာဆိုရင်တော့အလုပ်စိတ်ပေါ့ပြီးရင်အလုပ်စိတ်အလုပ်နဲ့လုပ်လိုက်တယ်ပြီးရင်အိမ်ရောက်လာပြီဆိုရင်တော့အိမ်စိတ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပဲအမကတော့နေ့စဉ်မှာအလုပ်ရယ်ကိုယ့်ရဲ့ daily life ရယ်ကိုဟာကိုခြားနာထားပြီးတော့ပဲအမ work life balance ကိုအမရအောင်ယူရပေါ့ပထမဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ဒီကျောင်းသားရင်းနဲ့ကကိုယ့်ရဲ့ဒီ communication ကိုပေါ့နော်ဒီ lab ထဲမှာပဲ limit လုပ်ထားတာမျိုးကိုအမှမဖြစ်စေချင်ဘူးပေါ့နော်ဒါအမရဲ့အတွေ့အကြုံရပေါ့ lab ထဲမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဆရာတွေနဲ့ openly discuss လုပ်ရမယ်ဒါ initiative ဖြစ်ရမယ်ကိုကစပြီးတော့အစပြိုးရမှာပေါ့နော်ကိုကစပြိုးရမယ်ပြီးရင်ကိုယ့်ရဲ့ဟိုစူးစမ်းလိုစိတ်တွေဒါတွေကရှိနေရမှာပေါ့အဲ့လိုမျိုးရှိနေပြီးတော့မှဆရာနဲ့ကိုယ့်ရဲ့ဒီလုပ်ဖွဲ့ကိုင်ဘက်တီနဲ့ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့ဆွေးနွေးရမယ်တိုင်ပင်ရမယ်ဒါမျိုးနဲ့ကိုယ့်ရဲ့ academic ရဲ့ knowledge တွေကိုလည်းရအောင်ယူတက်ရမယ်ပေါ့နော်ဒါကတော့တစ်ခုပေါ့နောက်တစ်ခုကခုနကပြောလို့ဒီမှာပဲ limit လုပ်ထားမှာပဲねကိုယ့်ရဲ့communication ကိုယ့်ရဲ့ connection ကို extend လုပ်ဖို့တော့ကဒါအရင်အရေးကြီးပါတယ်ဘယ်လိုမျိုးရဲ့ extend လုပ်လို့ရမလဲဆိုရင် collaborative work တွေလုပ်တယ်ကိုယ့်ရဲ့ဒီ lab နဲ့မဟုတ်ဘဲတခြား lab ကပေါ့နော် experience ကိုယ့်ထက် experience ပိုရှိတဲ့ senior တွေဆရာသမားတွေနဲ့စကားပြောဆိုပြီးတော့မှဒါ extend လုပ်တယ်ဒီမျိုးနဲ့ကိုယ့်ရဲ့ experience တွေကိုလည်းထပ်ပြီးတော့ရယူလို့ရတယ်ပေါ့နော်အဓိကကတော့ဂျပန်စာနဲ့ဒီ language ကိုပို့ပြီးတော့မှကိုကတက်မြောက်နေရဆိုရင်ပို့ပြီးတော့အသင်တော်ဆုံးနဲ့အကောင်းဆုံးပေါ့ဒါကကိုယ့်ရဲ့ experience ကိုဘယ်လိုရယူနိုင်လဲဆိုတဲ့ဟာမျိုးလေးပါအမရဲ့အတွေ့အကြုံတွေရရောကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ senior junior တွေပေါ့နော်သူတို့အားလုံးရဲ့အတွေ့အကြုံတွေရမှာ share လုပ်ချင်တယ်ပေါ့ဂျပန်ကိုကျောင်းလာတက်မဲ့သူတွေအကုန်လုံးဘယ်လိုပြောချင်လဲဆိုတော့အချက်က3ချက်ရှိရပေါ့ပထမအချက်ကတော့ language ပေါ့နော် language ကိုမဖြစ်မနေသင်စေချင်တယ် basic လေးပဲတက်အောင်တော့ဒါကိုယ့်အတွက်အများကြီး daily life မှာရောဒီရဲ့ communication ပေါ့နော်ဒီကိုယ့်ရဲ့အလုပ်မှာပဲဖြစ်ဖြစ်ဒီကျောင်းပညာသင်ကြားတဲ့နေရာမှာပဲဖြစ်ဖြစ်အရင်ကအများကြီးတာသွားလိမ့်မယ်ပေါ့နော်အထောက်ကိုပြုလိမ့်မယ်လို့ထင်ပါတယ်ကိုယ့်ရဲ့ဘာသာရပ်ကအင်္ဂလိပ်လိုသင်ကြားတဲ့ဘာသာရပ်ဖြစ်နေပြီရောနောက်ကိုယ့်ရဲ့ lab ထဲမှာအင်္ဂလိပ်လို communication ရတယ်ဆိုတဲ့ဟာမျိုးဖြစ်နေပြီစေရောကိုယ့်ရဲ့ daily life မှာတော့ဒီဂျပန်စာကလိုအပ်နေတယ်ပေါ့နော်နေ့စဉ်ဈေးဝယ်တာပဲဖြစ်ဖြစ်ခရီးသွားတာပဲဖြစ်ဖြစ်ဒါမျိုးတွေမှာဂျပန်စာတတ်ထားတဲ့အခါကျရင်ကိုယ့်ရဲ့ life ကအရန်ကို change ဖြစ်သွားမှာပေါ့နော်နေရတာလည်းပို့ပြီးတော့ပျော်လာမယ်ပေါ့ဘာသာစကားမသိတဲ့နေရာသစိမ်းနေရာမှာနေရတာလုံးဝဖြစ်တယ်ဆိုတာလူတိုင်းဖြစ်နေပေမဲ့လို့ဒီဘာသာစကားသိလိုက်ခြင်းအပြင်အများကြီးကိုယ့်ရဲ့နေ့စဉ်ဘဝ 60% လောက်ပို့ပြီးတော့စ
င်ပြေချုံးမွေသွားမယ်ပေါ့နော်နောက်ဒုတိယချက်ကတော့ကိုကနိုင်ငံခြား international ကလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ international connection တွေကိုဖြစ်မနေရှာစေချင်ပါတယ်။ကျောင်းတွေမှာလည်းအများကြီး offer ပေးပါတယ်။ international office တွေရှိမယ် international organization တွေရှိမယ် activities တွေလုပ်တာတွေရောအများကြီးပေါ့နော်ဒီလိုမျိုးကနေ international ကဒီလို connection တွေရကြတဲ့ကိုယ့်အတွက်ပါအကျိုးဖြစ်လာမယ်ဆိုရင်ကိုမသိတဲ့အရာတွေသူတို့စီကနေပြီးတော့မှနီလန်းကောင်းတွေပို့ပြီးတော့ကိုကလေ့လာလို့ရတယ်ပေါ့နော်အကူအညီတွေလိုရတဲ့အခါကျလို့ရှိရင်လည်းသူတို့ရဲ့အတွေ့အကြုံတွေကိုပို့ပြီး share လုပ်ပေးနိုင်တဲ့အခါကျတော့ဒီ international တွေနဲ့ connection ရအောင်လုပ်ပါလို့အမှားတော့ပြောချင်တယ်ပေါ့နော်ကိုရောက်တဲ့နေရာလေးမှာပေါ့နောက်တတိယအချက်ကကျတော့ဂျပန်ကိုရောက်လာတယ်ကိုရောက်လာတဲ့ purpose ကဘာလဲအလုပ်ဆိုလဲအလုပ်ပညာရေးဆိုလဲပညာရေးပေါ့နော်ဂျပန်ဆိုတဲ့နိုင်ငံမျိုးကပညာရေးရောအလုပ်အကိုင်ပိုင်းဆိုင်ရာအများကြီးကိုကောင်းမွန်တဲ့ opportunity တွေကို offer ပေးနေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခွင့်အရေးတွေပေါ့နော်ရအောင်ယူပါလို့အမှားတော့ပြောချင်ပါတယ်ရှိလာတဲ့ challenge တွေပေါ့ရှိလာတဲ့ challenge တွေအခက်အခဲတွေများစွာကြုံမယ်ဒါပေမဲ့ဒါတွေကိုကျော်လွှားနိုင်အောင်ရင်ဆိုင်ပြီးတော့ပေါ့နော်ရှောင်ပြေးရမျိုးမဟုတ်ဘဲနဲ့ရင်ဆိုင်ကျော်လွှားပြီးတော့မှကိုလိုချင်တဲ့ပန်းနိုင်အောင်ရအောင်ယူပါလို့အမှားတော့ကြံ့ကြံ့ပေးချင်ပါတယ်